ပါရင်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာအောင်မိုးပွေနားထောင်ရန်မိန့်ကြံတဲ့သတ်တဲ့ခြေကပညာထက်တန်းကြောင့်စိတ်သာမျိုးနဲ့ကျောင်းဆရာမကြီးတော်များများဝင်းမှာအင်းတော်ပြန်လိုက်ဒီကျောင်းကဂရိဆယ်ဘင်းစီနဲ့ပညာသင်ကြားနေတော့မောင်မိုးသူတွေကျောင်းဝင်မဲ့426 24 29ရက်တလ2026အင်္ဂါနေ့နေ့လယ်7:55တွင်ဘဝသဘာသို့ပြောင်းသွားပြီဖြစ်တာတစ်ဖြစ်29ရက်တလ2026သာသာရင်းနေ့မှစတင်၍သင်ဟာအမတ်တစ်ခြေကပညာထက်တန်းကြောင့်ရွှေပြည်သာမြို့နယ်မှာနှုတ်ပယ်လိုက်ပြီးသင်ဒီအထာတတိရွှေပြည်သာကျောင်းနှင့်လုံးဝမသက်ဆိုင်တော့ပါသင်သွားလိုရသွားနိုင်ပြီးသင်ကောင်းရပုဂ္ဂိုလ်တို့ရောက်ပါစေကြောင်းဆရာမကြီးနှင့်ဆရာဆရာမများကဆုတောင်းလိုက်ပြီးcome on.